A car starting from rest traveled with a uniform acceleration of 2 meters per second square in the first 6 seconds. It then traveled with a constant velocity for half an hour. Find the distance traveled in the first 6 seconds, as well as the distance traveled in the following half an hour. ဒီမှာမေးခွန်းကိုကြည့်မယ်ဆိုရင်ကားကဆရာတို့ starting လုပ်တယ် starting လုပ်တယ်ဆိုတာဘာလို့လိုက်တာလဲ starting ဆိုတာစတင်ထွက်ခွာတာပါဆရာ စတင်ထွက်ခွာကားစတင်ထွက်ခွာတော့အဲ့ဒီကားအဲ့နေရာမှာဘာလုပ်ထားလဲဒီကားလေးကရက်ထားတာပါဆရာ ရက်ထားတာပါဆရာ ဟုတ်တယ်နော်ဒီကားတစ်စီးကစတင်ထွက်ခွာတော့သူကဘာလုပ်ထားလဲဆိုရင်ရက်ထားတာရက်ထားတယ်ဆိုရင်သူ့ရဲ့စခြင်း velocity ကဘယ်လောက်ဖြစ်မလဲရက်ထားတယ်ဆိုတော့သူ့ရဲ့ initial velocity က0ပါဆရာ0ပါဆရာသူရဲ့ v နောက0ဒါ initial velocity 0နဲ့ဆရာတို့ကဒီမှာဆရာတို့က initial velocity 0နဲ့ဟိုလောက်တာပေါ့နော်အဲဆိုရင်စက်ကြည့်အောင်အဲ့ဒီ0နဲ့စတင်ပြီးတော့မှတဲ့ with နဲ့အတူ a uniform acceleration လို့ခေါ်တဲ့တသမတ်အရှိန်ဘယ်လောက်မီတာပါစက္ကန့်စကွဲနဲ့အတူလဲဆိုရင်2မီတာပါအဲဆိုရင်သူ့မှာအစတင်ပြီးထွက်ခွာလိုက်တာအဲ့ဒီ acceleration အရှိန်ရသွားတာဒီ in the first 6 second ပထမဘယ်နှစ်စက္ကန့်နဲ့အရှိန်ရသွားလဲသူက6 second နဲ့6 second ပါဆရာဒီကားဒီမောင်းလာတဲ့ဒီအချိန်တွေအတွင်းမှာ6စက္ကန့်ကိုရောက်နေတဲ့အချိန်မှာ A လို့ခေါ်တဲ့ acceleration ကဘယ်လောက်မီတာပါစက္ကန့် square ကိုရောက်ပြီလဲ2 meter per second 2မီတာပါစက္ကန့် square ကိုရောက်ပြီရမယ်နော်2မီတာပါစက္ကန့် square ကိုရောက်ပြီကဲအဲ့ဆိုကြည့်ကြည့်အောင် if then အဲ့ဒီနောက်ဆိုတော့ကားအခုဘယ်လောက်ကိုရောက်သွားလဲ6 second ကိုရောက်သွားအဲ့ဒီရဲ့နောက်ဒီကားလေးကတဲ့ travel ဆက်သွားမယ်ဒီကားလေးကဆက်သွားမယ်ဒီကားတစ်စီးက with a constant velocity ဆိုတော့ဘာတည်နဲ့ဆက်သွားမှာလဲ 20 နဲ့ဆက်သွားမှာ 20နဲ့ပါဆရာအဲ့ဆိုဆရာပြောမယ်ဒီကားဘွေနောနဲ့သွားပြီဒီနဲ့ရောက်တော့ stop ဆိုရက်သွားတာလားမောင်းရက်ဖဲလားဟုတ်ရက်ပါရက်ပါပဲမောင်းရက်ပါပဲဆရာအဲ့ဆိုရင်ဒီကနေရလာမဲ့ velocity ကဒီနမ်းမှာရော0လို့ပြောလို့ရလား6စက္ကန့်မှာဒါဟာရွေးခဲ့တယ်ဆိုတော့လေမရပါဘူးဆရာမရဘူးဟုတ်ပြီလားနော်အဲ့တော့0လို့ပြောလို့မရဘူး0လို့ပြောလို့မရဘူးဆိုတော့အဲ့ဒီမှာရောက်လာတဲ့ velocity စဉ်းစားကြည့်မယ်နော်ဒီ6စက္ကန့်မှာရောက်သွားတဲ့ velocity ကိုဘာ velocity လို့ခေါ်မှလဲဒီအစကနေ6စက္ကန့်ကိုရောက်တဲ့ velocity ကိုဒီနေရာကနေဒီနေရာရောက်တဲ့ velocity ကိုဘာ velocity လို့ခေါ်မှလဲအချိန်တစ်ခုကြာပြီးမှရောက်လာတဲ့ velocity ကိုဘာ velocity လို့ဟဲ့final velocity အေးပေါ့ဒါ final velocity 6စက္ကန့်အတွက်တော့ဒီနေရာဟာဘာ velocity ပဲလဲ final velocity အဲ့ဒီ final velocity ကဒီကားမှာဆက်ရှိနေမှာအဲ့ဒီ final velocity က constant ဘာတည်ဖြစ်သွားမှာလဲကိန်းတယ်ဖြစ်သွားမှာအဲ့ဒီ final velocity ကဘယ်လောက်မှန်းတော့မသိဘူးဒီ final velocity နဲ့တဲ့ဒီကားကဆက်ပြီးတော့ travel သွားနေအောင်မယ် for half an hour မိနစ်ဘယ်နဲ့10ကြာသည်ထိသွားမှာလဲ
နောက် ကောင်း ထပ် စင် 30 ထိပါ 30နောက်ထပ်မိနစ်30အထိသွားမယ်နားလည်လား ဟုတ်နားလည်ပါတယ်ဆရာ Okay ဒါဆိုရင် find the distance ဆိုဘာလဲ distance ဆိုသင်္ကေတအကွာအဝေး S ပါဆရာ distance travel ဟုတ်တယ် good job S မှန်တယ် S ကိုရှာပေးပါ travel in the first 6 second ပထမ6စက္ကန့်မောင်းနှုန်းကဘယ်လောက်ဝေးဝေးရောက်သွားတာလဲဒီလိုမေးခွန်းမေးတယ်အဲ့တော့ပထမ6စက္ကန့်တုန်းကစစားခြင်းဘယ်လောက်ကစတာလဲ 0 ကစား 0ကစားတယ်6စက္ကန့်ကိုရောက်နေတဲ့အချိန်မှာ A တန်မိုးကဘယ်လောက်မီတာper second square ဖြစ်သွားတာလဲ 2 မီတာပါစက္ကန့် 2မီတာper second square ဒါဆိုရင်ပထမတစ်ပိုင်းမှာသိတဲ့အချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် S ကိုလိုချင်တယ်ဘာ not သိတော့ we know we not သိရ ဟုတ် ယ် ပြီဆရာ ပြီးရင်ဘာသိတော့ အေးဒီပါဆရာ A သိတယ် အေးပါဆရာ ပြီးရင်ဘာသိတော့ ထိုင်ထိုင်ထိုင် find distance သိတယ်အဲ့ဒါဘယ် formula တွက်မလဲ အာ this S where we know the black equal we know plus oh my god square ပါ S equal ဘာတဲ့တော့လိုချင်တာဘာလိုချင်တာလဲ not to the ba sir not the slash 1 my god 80 square အဲ့ရနေဆရာတို့လိုချင်တဲ့ S ကိုရမယ်အစောကပြောတယ်တယောက်က v equal to ဘာ not plus 80လို့ပြောတာလဲ we know not plus 80ဆရာတို့မေးခွန်းက v မေးတာမဟုတ်သေးဘူးလောလောဆယ်တော့ဘာမေးတာလဲ s ကို S ကိုအဲ့ကြောင့် S equal v not t plus 1/2 80 square နဲ့ S ကိုရှာပေးရမယ်တကယ်လို့ S ဝဲဒါအပြင်နောက်ထပ် distance travel ဘာကိုရှာပေးပါလဲ distance travel ဘာပဲတော့ S ပဲ in the following နောက်ကလိုက်လာတဲ့ half an hour ဒီသူရဲ့ S ကိုရှာပါတယ်နောက်တစ်ပိုင်းအဲ့တော့နောက်တစ်ပိုင်းရဲ့ S ကိုရှာဖို့ဆိုရင်နောက်တစ်ပိုင်းမှာじゃဘာတွေပဲသိတာတော့ အာထီနဲ့ဒီလိုထီပါ နောက်တစ်ပိုင်းကဘာပဲသိရတော့ ထီရဲ့ဒီလားပါ T ပဲသိတာ ထီရဲ့ဒီလားပါ အဲ့ဆိုရင် S ရဲ့ T ရဲ့နောက်ထပ်ဘာသိရင်တွက်လို့ရလဲ ဝီပါဗျာ V V ပါ S ဗျာ equal to ဘာ T လဲ we S ပါဗျာ V ဘာ T တော့မဖြစ်နိုင်ဘူး V ဘာဆိုတာ V ဘာကကြတော့ဘာ velocity လဲ V ဘာက average velocity average ဆိုတာပြန်ညခြင်းကိုလိုချင်ရင်အစအဆုံးစုစုပေါင်းကိုဒီဘာနဲ့စားရတာလဲအရေးနဲ့အားလုံးနဲ့ကြည့်သူကအစအဆုံးသွားတာကိုလိုချင်တာလားနာယီဝက်သွားတာပဲလိုချင်တာလားနာယီဝက်သွားတာပဲလိုချင်ရင်ဒီကားရဲ့ဒီ6စက္ကန့်ကဟာနဲ့သူက constant ဘယ်လိုသွားမှာလဲတော့ constant ဂိမ်းတွေအဲ့ဒီဂိမ်းတွေကိုဘယ်ရနိုင်လဲဘယ်နဲ့စက္ကန့်ကနေရနိုင်လဲ6စက္ကန့်ကနေရနိုင်အဲ့တော့6စက္ကန့်ကနေ V ကိုရရင်အဲ့ဒီ V ဒီနိုင်ဝက်အတွက်လဲဒီ V ပဲဖြစ်တယ် V သာရရင် S နဲ့ T နဲ့ V equal to ဘာပိုင်း D ဆိုပြီးတွက်လို့ရရလဲ V equal to ဘာပိုင်း T ဆိုပြီးတွက်လို့ရမှာလဲ S by T S by T ဆိုပြီးတွက်လို့ရတယ်ဘောပေါက်လားမသိ သဘောပေါက်ပါတယ်ဆရာ အဲ့တော့အဲ့ဒီ V ကိုရှာလိုက်လို့ရတယ်အဲ့တော့ဒီ V ကိုဘယ်ကရှာမှာလဲ V equal to we know black V not plus A ကနေရှာလို့ရတယ်အဲ့လိုမှမဟုတ်ရင်လည်း S equal to ဘာ not T plus ဆိုပြီးသုံးလို့ရသေးတယ် we know T plus 1 by 2 1 minus 80 square ဒါပေမဲ့လို့ဆရာတို့ရှာတဲ့ T ကဘယ်နှစ်မိနစ်အတွက်ဖြစ်ရတော့မှာလဲဒီတစ်ခေါက်က 30 minute 30 minute ဆိုပါဗျာ 30မိနစ်အတွက်ဖြစ်ရတော့မှာရှေ့တုန်းကလို့6စက္ကန့်အတွက်ဟုတ်သေးလား မဟုတ်တော့ပါဗျာ ဟုတ်တော့ okay အဲ့ဒါကိုဆရာကွန်ပျူတာလေးနဲ့တန်တန်ရှင်းရှင်းဒီမှာရေးထားတယ်ပထမအပိုင်းတစ်ပိုင်းမှာတော့ကသူက initial velocity က0ဖြစ်တယ်ဘာလို့လဲ rest ရက်နေလို့မို့စချင်း
ပြီးရင် uniform acceleration လို့ခေါ်တယ် a တန်ဖိုးက2ရှိတယ် time taken ကဘယ်လောက် second ရှိတယ်လို့ပြောထားလဲ6 6 second seconds အဲ့တော့ဆရာတို့ကနောက်ထပ် distance travel s ကိုရှာပါလို့ပြောတယ်ဒီမှာ in the first 6 second ရဲ့ဟုတ်လားကလေးတို့ ဟုတ်ပါတယ်ဆရာ ဟုတ်တယ်အဲကြောင့် s equal to ဘာ not t plus ကိုသုံးရမှာလဲ we not t plus 1 by 2 we not t plus 1 by 2 1 ad square ကိုသုံးပြီးတွေ့ရမယ်โอเคအဲ့ဒါဆိုတွက်ကြည့်ပါအဲ့တော့အစားသွင်းမယ်ဆရာတို့က we not က0သွင်းတော့0နဲ့ t နဲ့မြောက်တာ0ပဲ1 by 2နဲ့2 2ချင်းကျေတော့66 36 မီတာကိုရတယ် so နောက်ထပ် distance travel နောက်ထပ် distance travel ကဘာကိုလိုချင်တာပဲတော့ s ကိုလိုချင် အဲ့ဒုတိယတစ်ပိုင်းအတွက်က half and hour လို့ခေါ်တယ်နာရီဝက်လို့ခေါ်တယ်ဘာကိုပဲသိနေရလဲ t ကိုပဲသိနေအဲ့တော့ဆရာတို့က v ကိုရှာလိုက်မယ် v equal to ဘာ not plus ad ကနေရှာမလဲ we not plus ad ကနေရှာပါ v not plus အဲ့ဒါဘာလို့ v not plus ad ကရှာတာလဲ तू ကဘာ velocity နဲ့ဆက်သွားမှာလဲဘာ velocity နဲ့ဆက်သွား velocity နဲ့ဆက်သွားတာမလို့ပါဆရာ constant velocity နဲ့ဆက်သွားတာအဲ့ဒါဆို6 second က velocity ကိုသာရရင်အဲ့ဒီ velocity နဲ့ဆက်သွားမှာမို့လို့ v equal to ဘာ not plus ad ကိုရှာကြမလဲ we not plus v not plus ad နောက်ထပ်6 second အတွက်ရှာဖို့ v not plus ad နောက်ထပ်30မိနစ်ရှာဖို့6 second က v တန်ဖိုးကိုရှာကြမယ်ကဲရှာမယ်တွတ်တွတ်လေး12 meter per square second ရပါတယ်ဆရာ 12 meter per second square ပါဆရာ မှန်ပါတယ် 12 meter per second မှာ 7 meter per second ပါ second မှာဆရာ how many meter per second 12 meter 12 meter per ပါဆရာ 12 meter per second good job မှန်တယ်ဒါဆိုတို့တွေနောက်ထပ် second ပါဒုတိယအပိုင်းဒုတိယတစ်ပိုင်းအတွက်စဉ်းစားလိုက်မယ်ဒုတိယတစ်ပိုင်းအတွက်စဉ်းစားလိုက်တော့ constant velocity နဲ့ပဲသွားတာမို့လို့ရှေ့ကအပိုင်းကဟာကိုပြန်ယူခဲ့ပြီးတော့ s equal to ဘာ d ဆိုပြီးသုံးရုံပဲလေဆိုရင် vt ဆိုပြီးသုံးရုံပဲသို့တော့အဲ့ဒီ t ကv by t မဟုတ်တော့မအောင်မယ်အဲ့ဒီ t က30 minute အချိန်30မိနစ်ဆိုဆရာတို့တွက်ပု္ပ္ပစာမှာမိနစ်နဲ့တွက်လို့မရဘူးစက္ကန့်ပြောင်းရမယ်1 minute မှာ60 second မို့လို့30 minute ဆိုတော့60နဲ့30နဲ့ကိုဘာလုပ်ပေးထားလဲညောက်ပေးထားတယ်နော်အဲ့ရနေမှာ distance s ကိုရှာမယ်ဆိုတော့ s equal to ဘာ d ဆိုပြီးတွက်ရုံပဲလေ ဘာဒီ we t ပါဆရာ v no v ဘာတီမဟုတ်ဘူးသူဒီကားအစဆုံးသွားတာမဟုတ်ဘူးအပိုင်းတစ်ပိုင်းအတွက်ပဲသွားတာမို့ constant velocity ဘာကိုပဲသုံးရမှာလဲဆိုရင် v ကိုပဲသုံးရမှာဖြစ်တယ်နော်ဟုတ်ပြီ